လူတော်တော်များများထင်ကြတာပတ်စံရှင်ကြိုက်တဲ့ကာရှိုးလုံးသွားပြီးဝယ်လို့ရတယ်ပေါ့ဒါပေမဲ့အီတလီရဲ့အထင်ကြီးကမြင်းတစ်စိတ် Ferrari ကတော့အဲ့လိုမဟုတ်ပါဘူးတင်းစီမှာဒေါ်လာတန်းချီရှိနေပါတယ်တင်ရကဘာကျော် celebrity တယောက်ပဲဖြစ်ဖြစ်ဘီလီယံနာတယောက်ပဲဖြစ်ဖြစ် Ferrari ကတော့တင်ကိုကားမရောဘူးလို့ညင်းပယ်နိုင်တာရှိပါတယ် Ferrari ဆိုတာပတ်စံတက်ခုံတိတ်ခါကိုပိုတန်မိုးထားတဲ့ brand တစ်ခုပါတကယ်လို့တင်ရ Ferrari ရဲ့ limited edition ကားတစ်စီးကိုဝယ်ချင်နေဆိုရင်တင်စီမှာပတ်စံရှိုံနဲ့မလုံလောက်ပါဘူး Ferrari ဘက်ကတင်ကိုအရင်ဆုံးစုံစမ်းစစ်ဆေးပါလိမ့်မယ်တင်းစီမှာရင်က Ferrari ကားဟာဘယ်နှစီးရှိဘူးလဲတင်ရ Ferrari ရဲ့ van IME ကိုထိန်းသိမ်းမဲ့သူလားဆိုတော့သူတို့ကကြည့်တာပါတချို့ကားမော်တယ်ဆိုရင် Ferrari ဘက်ကနေတင်ရဒီကားကိုဝယ်ဖို့ထိုက်တန်ပါတယ်ဆိုရဲဖိတ်စာပုံမှန်သာတင်ရဝယ်ခွင့်ရှိတာမျိုးပါ Ferrari ကိုဝယ်ပြီးရင်ဆိုလဲတင်သဘောအတိုင်းလုပ်လို့မရပါဘူး Ferrari မှာတင်းကျပ်တဲ့စီးမြင့်တွေရှိပါတယ်ဥပမာကားကိုဝယ်ပြီးတစ်နှစ်အတွင်းပြန်မရောက်ဘူးဆိုရဲစီးကံမျိုးပါဒါဟာကားကိုဈေးတင်ပြီးပြန်ရောက်တဲ့သူတွေကိုတားဆီးဖို့ပါနောက်တစ်ခုကတော့ကားရဲ့ logo ပြောင်းတာဒါမှမဟုတ်ကားကိုစမ်းပြတဲ့အယောင်တွေနဲ့ပုံစံထားပြီး edit လုပ်တာမျိုးကို Ferrari ကလုံးဝလက်မခံပါဘူးဒီစီးမြင့်တွေကိုဖောက်ပြန်ရင်တော့တင်ရ Ferrari ရဲ့ belt တွေထဲရောက်သွားနိုင်ပါတယ်Justin Bieber ဆိုရင်သူ့ရဲ့ Ferrari ကိုရောင်းပြောင်းခဲ့တာကြောင့် Ferrari ကသူ့ကိုနောက်ထပ်ကားအသစ်တွေလုံးဝမရောင်းတော့ပဲပိတ်ပင်ထားပါတယ်50 Cent နဲ့ Mayweather တို့လိုနာမည်ကြီးတွေရောင်မှာ Ferrari ရဲ့စီးကန်းတွေကိုလိုက်မနာလို့ belt တွေရောက်နေကြတာပါ Ferrari အတွက်ကတော့ဝယ်သူကဘယ်လောက်ပဲနာမည်ကြီးနေပါပြီ brand ရဲ့မူဝါဒကပိုပြီးရေးကြီးပါတယ်ဒါကြောင့်ပဲ Ferrari ဒီစီးပိုင်ဆိုင်ရတာဟာချမ်းသာုံနေမကပဲသူတို့ရဲ့ရွေးချယ်ခံရသူဖြစ်တယ်ဆိုတဲ့သဘောပါဒီလိုမျိုးမာနာကြီးလုံးနဲ့ brand တွေပြွားကြောင့်ပဲ Ferrari ကကမ္ဘာပေါ်မှာတန်မိုးရှိဆုံးနဲ့လူချင်းဆိုတဲ့အကောင်းဆုံးကားမှတ်တစိတ်ဖြစ်နေတာပါတင်ရဝဲသူပြန်ရွေးရဲ့ Ferrari ရဲ့ဒီမူဝါဒကိုဘယ်လိုမြင်လဲကိုယ်တိုင်သာပတ်စံရှိမယ်ဆိုရင်ဒီလိုစီးကမ်းချက်များတဲ့ကားကိုဝယ်ဦးမလား